Male ball. Male. Ball. Ball. Lay. Ball. Ma bi ball. Lay. Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ကျော်ကြီးပဲဖြစ်ပါတယ်ကဲဒီနေ့ဗီဒီယိုမှာတော့ Witchcraft Chapter 2ကိုဆော့ပြပေးသွားမှာဖြစ်ပါတယ်ဒါဆိုရင်တော့ဗီဒီယိုလေးကိုစလိုက်တော့မယ်ဒီမှာဆိုရင်တော့ The Rat ဟုတ်ဆိုတဲ့အပိုင်းကိုဆော့မှာစလိုက်တော့မယ် normal နဲ့ပဲဆော့မယ်နော်ကျွန်တော် story ကိုတော့ကျွန်တော်အသေးစိတ်ဖတ်မပြနေတော့လူရင်းလေးပဲဖတ်ပြလိုက်တော့မယ်လားဒီကောင်မလေးကနေပြီးတော့တိုမီကိုစပြီးနှုတ်ဆက်တယ်သူ့နာမည်ကတဲ့ Gretel ပါတဲ့ဒါပေမဲ့တိုမီကမယုံအဲ့လိုမယုံပေါ့သူကမေးလိုက်တယ်တိုမီကိုမင်းဒီအရက်ကလာလားအဲ့လိုမေးလိုက်တယ်ငါတဲ့စုံမအင်းကနေထွက်ပြေးလာတာတဲ့တိုမီကပြောလိုက်တယ်တိုမီကထပ်ပြောတယ်ငါတဲ့အိမ်မပြန်ကျင်တာပါတဲ့ဒါဆိုရင်လည်းမင်းတဲ့အိမ်ပြန်နိုင်မယ်တဲ့နီးလန်းတစ်ခုခုတော့တဲ့မင်းရှိနိုင်တယ်ဆိုတော့တုံးမြတ်ငိုတယ်ဟေးတဲ့အဲ့လိုမငိုပါနဲ့တဲ့နီးလန်းတစ်ခုတော့ရှိနိုင်ပါတယ်တဲ့ကောင်မလေးကနေပြီးတော့စိတ်ချနေအောင်ပြောပေးဖို့မကောင်မလေးကနေပြောတယ်ဒီကမ္ဘာလောကကြီးကိုရောက်ထု၅ခုကိုအခြေခံပြီးဖန်တီးခဲ့တာတဲ့ငါတို့ကတော့အဲ့ဒါတွေကိုမျိုးစေ့တွေလို့ခေါ်ကြတယ်တဲ့ဒဏ္ဍာကြီးကအဲ့ဒီအရာတွေကိုတဲ့စူးစောင်းနိုင်တဲ့သူတွေကဒီကမ္ဘာကြီးကိုစိတ်ကြိုက်ရှယ်လည်နိုင်တဲ့ဆွမ်းအားကိုပိုက်ဆိုင်လာလိမ့်မယ်လို့ကောင်မလေးကပြောလိုက်တယ်တုံးမြတ်သူ့ရဲ့မျက်ရည်တွေကိုတုတ်လိုက်ပြီးတော့စိုးရင်တကြီးမေးလိုက်တယ်ဒါဆိုအဲ့ဒါတွေကငါဘယ်လိုရနိုင်မလဲဆိုမဖြစ်နိုင်ဘူးလို့ငါပြောမိမှာပဲတဲ့ဒါပေမဲ့မင်းစီမှာတခုရှိနေပြီပဲတဲ့တုံမီကိုင်းနာနဲ့မော်တုတ်တယ်လေးကိုညှိုးလာပြီးသူမှပြောလိုက်တယ်အဲ့ဒါကိုငါတို့ဘာမှရှာတင်နိုင်မလဲဆိုပြီးတုံမီကမေးလိုက်တယ်အဲ့မှာ Gretel ဆိုတဲ့ကောင်မလေးကပြောတယ်သူကလမ်းကျင်းလေးတစ်ခုကိုလက်ညှိုးထိုးပြလိုက်ပြီးတော့အဲ့ဒီလမ်းအတိုင်းသွားတဲ့အဖွားကိုတယောက်နဲ့သူ့ရဲ့မြေးမလေးနေထိုင်တဲ့အိမ်ကိုရောက်လိမ့်မယ်တဲ့အဲ့ဒီမှာမင်းအနီအောင်ကောင်းဆိုလေးတစ်ခုကိုတွေ့လိမ့်မယ်တဲ့အဲ့ဒါကိုယူခဲ့ပါတဲ့ကျန်တဲ့အကြောင်းတွေကိုငါတို့ဆက်ပြောကြတာပေါ့တဲ့ဘာမှထပ်မရှင်းပြပဲ Gretel ကချုံပုံထဲမှာပြန်လဲပုံအောင်ကြီးထွက်ခွာသွားခဲ့တယ်။တိုမီကလည်းသူ့ရဲ့တာဝန်ကိုပြီးမြောက်ထမ်းဆောင်ဖို့စိတ်ပိုင်းဖြတ်ပြီးတော့လမ်းကလေးတိုင်းထွက်ခွာလာခဲ့တယ်။ဒါတော့ကျွန်တော်အသေးစိတ်ဖတ်မပြနေတော့ဘူး။ A few moments later ဂိမ်းလေးကစပြီ။ဟာငါတော့လည်းရောက်ပြီ။ငါဘယ်နေလဲ။ဟောတိုင်းမှာMale ball. Male. Ball. Lay. Ma bi ball. Lay. တွားပြီကျွန်တော်ဘာတော့မိသွားပြီဟာဘာတော့မလုပ်ပါနဲ့ဘာတော့မလုပ်ပါနဲ့ဘာတော့ရုပ်ကြီးဆိုးတာကွာကျွန်တော်နောက်တစ်ခေါက်ပြန်ဆော့ရတော့မယ်ဗျ A few moments later လည်းတတိထားရမယ်ဗျဒီမှာအိမ်ကဖွင့်လို့ရတယ်။ရောကဟောဒီမှာပန်းကိုကင်လို့ရတယ်။ဟောဒီမှာတော့ဒီတော့ငါဘာမှဖွင့်ရမှာဒီအိမ်တကောက်ဖွင့်ရမှာလားမသိဘူးနော်။ဟုတ်တယ်ဗျ။ဒီတကောက်ပိတ်ထားလိုက်အောင်တော့ကြဘွားတော့လာအောင်ဒီပေါ်ထက်မှာဘာမှမရှိဘူးလားမသိဘူးဟုတ်ဒီမှာအော်ကျွန်တော်ဒီမှာဓာတ်ပုံနေလာကတ်ရမှာဗျဒီကမှာဘာရှိလဲနေဖွင့်လို့ရလားအော်ရတယ်ဒါဖွင့်လို့မရဘူးအော်ဘလူးပက်လို့လို့တယ်ဟိုဒီမှာလှည့်တဲ့ဟာလေးပါလားဒါရေတွင်းတို့ဘာလို့ညာတို့မှာလှည့်တဲ့ဟာလေးနေအောင်ဘွားတော့ရှိတယ်ဘွားတော့ရေဘွားတော့ရေနောက်ကလည်းဟိုကျွန်တော်ကတော့မွေးနေမွေးအောင်ပြောကမွေးပြောတာမွေးပြသွားတယ်မတက်ဟုတ်တယ်နော်ရေတွင်းမှာတက်ရမှာဒါပြီးလှည့်လိုက်အောင်မယ်ဘာရှိမလဲရေဘုံကဘာမှမရှိဘူးလားဒီဘုံကဘာလို့မနေအောင်စောက်ကပါကြီးလို့
ဒါဟို chapter 1တော့ဟောဆွမ်းရတယ်အော်ပြပြရတာအဲ့ကျွန်တော်မွေးအောက်မှာဘာရှိလဲဆိုတော့မွေးအောက်မှာဓာတ်ရှိတယ်ဒါဟိုရှုံမုတ်တွေဘာတွေဖြတ်တဲ့ဓာတ်ကြီးလားတော့မသိဘူးခဏလေးမွေးကိုဖြောက်လိုက်မယ်လို့အဲ့တော့ဓာတ်လေးရောရလာပြီဒီဓာတ်နဲ့ရှုံမုတ်တွေရှုံကိုဖြတ်ရမှာတင်တယ်ဒီတော့ဘာလို့ရှိလားမသိဘူးတော်သေးတယ်ဘာလို့မရှိဘူးနေတော့ကျွန်တော်စစလာတော့ကကျွန်တော်ကိုယ့်ရဲ့ဟိုဘာလို့ရှိလဲဘာလို့ကျွန်တော်ဒီအိမ်ကိုမသွားရသေးဘူးနော်တခါမှဘာလို့သွားမှသွားလို့ရမှာA few moments later. ဝိဒါဆိုအဆင်ပြေတယ်ကျွန်တော်ဒီအိမ်ထဲဝင်လို့ရပြီအဲ့ဆိုငါတက်နေတယ်ပေါက်ရမှာဖြစ်လို့မရဘူးခပထမပေါက်လေးဒီထဲဝင်ရမှာမရဘူးအဲ့ဆိုငါဘယ်လိုဝင်ရမှာဟုတ်ပြီမခွေးတူပေါက်လေးရှိတယ်ဟာဝင်ကဘာလိုမျိုးကြီးဒီမှာလည်းပုံအော်တော့ကျွန်တော်ဟိုပကြီးကားမှာကဲရမယ်ပုံလားမသိဘူးဟုတ်တယ်ဒါတော့ဒီကားနဲ့ဖြတ်မှာဒီဓာတ်နဲ့ဖြတ်မှာအချုံမင်းတွေကိုဖြတ်တဲ့ဓာတ်ကိုဒီဓာတ်မပြတ်နေတယ်ဒီမှာလည်းစာကြောရုပ်ကြီးဒီတကဖွင့်လို့ရတယ်ဟိုတော့ဘာကြီးတော့ဘာမှလည်းမသိပါဘူးကွာ crossbar နဲ့ကိုဘာနဲ့ဘာလို့မှာဟိုမဘောလို့ရှိအော်ဒီမှာမူလီနဲ့တလားဒီမှာဒါကိုဖြုတ်အောင်မတင်တယ်ဘာလို့ဟာဟုတ်တယ်ဒါကိုဖြုတ်အောင်တပိုက်တယ်ဟိုတကောပြားကြီးပဲဘောလို့လိုက်ဘောလို့ကျွန်တော်ချစ်တယ်ဆိုင်နေလေဘောကျွန်တော်ကိုမီးမချဘူးလားဘောကိုမလောက်ရဘူးဘောတော့လိုက်လာလေလိုက်လာဒီထဲဝင်တော့ရတယ်တော်ပြီလိုက်တော့မလိုက်လာတော့တိလားဒါဆိုရင်ကျွန်တော်ဒီကော်ပြားနဲ့ဘာလုပ်ရမှာလဲ။အော်ကျွန်တော်ဟိုမှာကျွန်တော်တို့ကဝင်းနေဟာလေအမှတဲပုံကြီးရှိရလေ။အဲတဲပုံကြီးကော်ပြားနဲ့ကလောမှာနေ။မင်းကလက်နဲ့ကလော်တယ်ရပါဗျာ။ဒီမှာအတဲ့နေရာဝင်ပြီ။မကြောက်တော့မယ်။အော်ဒီမှာဒီလိုမျိုးဒီကြောက်တော့နေနဲ့နောက်အလေးချိန်နဲ့လှုပ်လိုက်ရင်ဒီကြောက်တော့အပေါ်မှာပါမှာ။ဒါဆိုရင်ဒီအောင်ဒီမှာတက်လို့ရလားမသိဘူး။ဒီလိုတက်ရတာလားမသိဘူး။ဟာလားမဟုတ်ဘူး You didn't have to cut me off. I could never know we were nothing. အော်တခုခုတက်ရမယ်နဲ့တူတယ်ဟိုရေပုံးတက်ပြီးတော့အမှကြောက်တုံးထည့်ရမှာလားမသိဘူးအဲ့ဆိုမမရေပုံးတော့ရှိတယ်ဒါဆိုရင်ကရေပုံးသွားယူရမယ်ခုတော့စင်ဘာလို့ရှိလားမသိဘူးသွားကြည့်လိုက်အောင်ဟာဘာလို့ရှိရပြေးတိုက်ပြေးဘာလို့ရှိရတိုက်ပြေးဘာလိုက်လာပြီဘာလိုက်လာပြီပြေးမြန်ပြေးရေပုံးအနားမှာမြန်ပြေးဟာမြန်လို့ what the fuck မရေပုံးတော့ရလာပြီဒီမှာတက်ရမှာထင်တယ် okay ဒါဆိုတော့ဒီမှာကြောက်တုံးကိုရဲထည့်လိုက်ရဒါဆိုဒါအလေးချိန်နဲ့ပြောင်းရင်ဝင်လို့ရလားမရဘူးကဟုတ်လားဘောတော့ဟိုဒီမှာတပြည့်လို့ရလားဘောတော့ဒီမှာတပြည့်လို့ရလားဟိုမလိုက်ပါနဲ့ဟိုလိုက်လာသေးတယ်ဘောတော့你好心啊，撸啊撸，对比的码头。ဘောတော့ငါ့ကိုချင်းချောင်းနေပြီ
ဒီတော့ငါသူ့စီမှာအမိခံလို့မပြေဘူးကွာတော်ဟိုသူရှိအောင်မစားရတဲ့ပါလားဖတ်ကြည့်လိုက်မယ်ဟောအော်ဒါကြတော့ဘယ်နေရာမှာသုံးပြရမလဲနွယ်ပင်တွေကိုရှည်လျားစီတယ်ဘာပြောနေအဲ့ဒါကျွန်တော်လွယ်ပြီးလိုက်ရှာမှာရှင်ဒီ Witchcraft chapter 2က1နဲ့မတူဘူးဗျဆော့ကနေကြောက်ဖို့ကောင်းတယ်ဘာလို့ရှိတယ်ဘာလို့ရဲသွားပါတော့ပေါင်းမှန်ပါလေသူသွားပြီကျွန်တော်မတွေ့ကောင်းပါပဲဘာလို့အတက်တာကြည့်ရမျက်စိကကျွန်တော်တို့ထက်ကောင်းတယ်ဗျကျွန်တော်တော့ဘာလို့မမြင်အောင်တော့သူကအဝေးကနေဖြတ်ဆိုပြီးမြင်တာအဲ့ဒါကိုနည်းနည်းတတိထားအောင်အဲဒီမှာတက်လိုက်ပြီဆိုတော့ねအောက်သွားလို့ရလားရတယ်ဟုတ်တော့ဟိုကမလေးယူခိုင်းလိုက်တဲ့အနီအောင်ခေါင်းစုပ်လေးပါလားအဲ့တော့ယူပြီးငါထွက်ပြေးရမှာလားမသိဘူးနေအောင်ခုလောစီလောက်ရှာရှိသေးတယ်ဒီဟာကိုငါဘာလုပ်ရမှာလဲကိုပြားနဲ့ဘာလုပ်အောင်မလဲကျွန်တော်နားမှာခွေးရှိပုံလို့ကြောင်ရှိပုံလို့တွေ့ကြတယ်လေအဲ့ဒါကိုတူးလို့ရလားမသိဘူးတွားတူးကြည့်လိုက်မယ်ဒီမှာကျွန်တော်ပြောတာဟိုမှာတော့ဘလူးကီကျွန်တော်ကိုအပေါ်မှာတွေ့ခဲ့တဲ့ဘလူးကီဆိုတာဒီတော့ပြောတာတင်တယ်တိလားတော့ဘလူးကီတွေ့ပြီဗျရုံဘာလို့ရှိလို့လဲကိုတော်သေးတာပေါ့ဘာလို့မရှိဘူး He gets a little fatter. Will he give me strength? ဘာလို့မရှိဘူးဘလူးကီဟုတ်တယ်ဘလူးကီဖွင့်လိုက်မပွင့်လို့ရမရဘူးဘာဆိုတာတခုခုလိုလောက်တယ်နေကျွန်တော်ဒီပုံမှာစာရွက်တွေကတ်အောင်မသိလားအဲ့ကျွန်တော်လိုက်ရှာရမယ်ဘာလို့မရှိဘူးတော့သေးတာပေါ့ဘာလို့မရှိဘူးကျွန်တော်တော့မနော်စာရွက်လေးတွေ့အဲ့ဒါကိုဟိုပကြီးကားမှာကတ်ရမယ်နဲ့တူတယ်ဘာလို့ရှိတယ်ကြောက်စရာလည်းမကောင်းပါဘူးဆိုကျွန်တော်တပုံမဲလို့ရတယ်ဗျ I need တပုံလိုက်ရှာမယ်ဟောမရှိဘူးဗျကျွန်တော်ပုံလို့သေးရနော်အဲ့ပုံလိုက်ရှာမယ်ခုဘာလို့ရှိတယ်ဘာလို့မရှိတော့ကျွန်တော်ဒီလမ်းကိုကျွန်တော်မသွားရသေးဘူးအဲ့လိုဟုတ်တာကြည့်သွားမှာဒီဘက်သွားကြည့်မယ်နောက်တော့သွားကြည့်မယ်သွားမယ်မဟုတ်ပါဘူးဟာ A few moments later. ကျွန်တော်ဟောဘလို့လောက်အောင်မလဲတော့မသိဘူးဟောကျွန်တော်လောက်ဖို့တခုကြံနေရဗျအဲ့ဒါဘာလဲဆိုတော့ကျွန်တော်လွယ်ပင်နေလိုက်ရှာအောင်ခုလောစီဘွားတော့ရှိတယ်ရှာလို့မရသေးဘူးရှိတယ်
shake ဟိုရေမြင်မြင်သွားပါဒီထဲမှာစောင့်နေလိုက်မယ်ဟာတော့မြင်မြင်သွားတော့ရှိသေးလားသူရှိဟာတွေ့သွားပြီကျွန်တော်တွေ့သွားပြီမြင်သွားမယ်တော်ဒီကျွန်တော်မတွေ့ပါဘူးကျွန်တော်မတွေ့ပါဘူးဘောတော့မျက်စိတစ်ဖက်ကန်းနေတယ်ဘာတော့တွေ့ကြလားကောင်းတယ်အဲ့လိုညနေကတော့အဲ့လိုလိုက်လို့မျက်စိကကန်းနေကောင်းတယ်ဒါဆိုမလွယ်ပဲဒီဘောတက်လို့ရတယ်ဟုတ်လိုက်လာပြီမြင်တက်တိုင်းမြင်တက်ဟာမြင်တက်ဟာဆိုကျွန်တော်တင်းရထကိုးတော့ရောက်ပြီဘာလို့ရှိလဲဒါကဖွင့်လို့ရတယ်ဗျအဲ့ကျွန်တော်အောက်ထပ်ကိုအလွယ်တကူဆင်းလို့ရတယ်ဟိုဒီမှာဟိုပစ္စည်းတစ်ခုပါလားတပိုက်တော့ဟိုတော့ကျွန်တော်ဘေးနီးရှုံးမယ်ညာတခါရှုံးမယ်ဘယ်တစ်ခါရှုံးမယ်ရပြီကျွန်တော်ဒီဘေးနီးကိုမကြည့်တာလို့ထင်တယ် I need this child. Always ဒီတစ်ခါတော့ရလောက်ပြီလားရောအချင်းနေ to battle. ဒီတစ်ခါတော့လမ်းတီပါပြီဗျညာနှစ်ခါရှုံးမယ်တော့ဘယ်တစ်ခါရှုံးမယ်ထားရှုံးမယ်အဲ့တော့ရလာပြီဗျโอเคဟောတပါနေရည်လေဒီမှာလိုင်းကိုဖွင့်လို့ရလားဟောလော့နေပဲဟောကျွန်တော်ဒါလိုပူယူလာလိုက်တာမှန်သွားတယ်ဗျနားမှာဟိုရှုံးနေရှိတယ်ဟိုဒီမှာဟောပဲ6နှစ်ဘာလို့မှတ်ထားကြလားထဲမှာ6နှစ်ပွင့်သွားပြီဟိုကြောက်စရာကြီးဗျဒါပေမဲ့မိုက်တယ်ဒီမှာဘာမှလည်းမရှိဘူးဟိုမှာပုံအော်ကျွန်တော်ဟိုမှာပုံတစ်ပုံလိုနေလေအဲ့ပုံတစ်ပုံတော့ထည့်ရမှာတင်တယ်ဟုတ်လားမသိဘူးနော်ဟုတ်တယ်ဒီပုံထည့်ရမှာကျွန်တော်ဘာလို့မရှိဘူးပေါ်သေးတာပေါ့ပြေးပါဦး Do not run away! လိုက်လာပါပြီပေါ်တော့ပြီးပေါ့လက်နေမှားတယ်ကျွန်တော်မပုံနေဘူးလားသူဒီရောလိုက်မလာရဲ့ Patty legs and patty cheeks. ဒါဆိုသူသွားပါလောက်ပြီဗျပုံလေးတဲ့ဒီမှာဆိုရင်မိဖနှစ်ယောက်နဲ့ဝင်ပလေးနဲ့ဟောဒီမှာအဲ့ပုံရဲ့ This child အဝိုင်းပုံရဲ့ seems quite လေးတောင်ပုံတဘေးနီးပကြီးကားကြီးလားမသိဘူး give me strength. ဒီမှာလောက်ရမှာလားမသိဘူးခဏထပ်သွားကြည့်လိုက်မယ်ဒီမှာဆိုရင် H ရဲ့အဝိုင်းရဲ့လေးတောင်ရဲ့သွားလောက်ကြည့်လိုက်မယ်ရှက်လောက်ရော H ရဲ့ဟုတ်ပါဘူးပြန်လို့မယ်H
ဆိုရင်တော့ရလာပြီဗျโอเคပွင့်ပါပြီဟိုမှာ Rocky နဲ့ကျွန်တော်ယူပြီးပြေးလို့ရပြီဗျဘာလို့ရှိလဲဘာတော့တာမပြေးမယ်ဘာတော့တာမပြေးမယ် 2,000 years later. A few moments later. ဒီအောက်ဆင်းပြီးတော့ကျွန်တော်ဟိုကောင်းဆိုလေးယူပြီးတော့ဖတ်ပြအောင်မယ်ဒါဖွင့်ကျွန်တော်ပြေးပြီးသွားတော့ရေနောက်လည်းမလာတော့လာလည်းမလောက်တော့ဘူးဒါဆိုရင်တော့ကျွန်တော်ဂိမ်းရတော့ပြီးပါပြီကျွန်တော်ဗီဒီယိုလေးကိုတော့အားလုံးကြိုက်မယ်လို့မျှော်နေပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ဖို့မမေ့ပါနဲ့ဒါဆိုရင်တော့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်